လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျွန်တော်တို့ရဲ့ပညာရေးဟာစာသင်ခန်းထဲမှာပဲကန့်သတ်နေသင်ကြားခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အသက်မွေးဝမ်းကြောင်းပညာရပ်တွေဘာသာရပ်ဆိုင်ရာဗဟုသုတတွေဟာတည့်ရဖုံးထဲမှာရောက်နေပါပြီ။မြမပညာရေးဟာ digital ခေတ်ကိုရောက်ရှိလာပြီ။ဒါဟာတိုးတက်မှုလားစိန်ခေါ်မှုလား။ online သင်ကြားမှုရဲ့အဓိကအကျိုးကျေးဇူး၃ခုရှိပါတယ်။တစ်ကျေးလက်ဒေတာကနေမြို့ကြီးဖြာကြီးဟာဆီယာမတွေရဲ့သင်ခန်းစာတွေကိုသင်ယူနိုင်မယ်။နှစ်ငွေကြီးတက်တက်တာသင်ကြားနိုင်ပြီး free သင်ခန်းစာများကိုပါရရှိနိုင်မယ်။သုံးကိုယ်စိတ်ကြိုက်အချိန်ယူပြီးအချိန်ချင်းပြန်လည်ကြည့်ရှုသင်ယူနိုင်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျေပြန့်စွာအသုံးပြုနေသည့် EdTech platform များနဲ့နည်းလမ်းများကိုရှင်းပြရမယ်ဆိုရင်ဥပမာဗီဒီယိုသင်ခန်းစာများ Zoom တို့ Telegram မှာသင်အပြန်အလှန်ဆွေးနွေးမှုများ gamification ကစားနိုင်ပုံစံနဲ့သင်ကြားမှုပုံစံတွေကပညာရေးကိုဘယ်လိုပိုမိုဆွဲဆောင်မှုရှိစေလဲဆိုတာကိုအရင်ဆုံးကြည့်ကြရအောင် Digital ပညာရေးဟာရိုးရာကျောင်းစာများအပြင် soft skills နဲ့ vocational skills အသက်မွေးဝမ်းကြောင်းပညာရပ်များကိုပါသင်ကြားပေးနိုင်တာကိုအထူးတွေ့ရှိရပါတယ်။ဥပမာ digital marketing, IT skills စသည်တို့သည်ယနေ့ခေတ်လုပ်ငန်းခွင်တွေမရှိမဖြစ်လိုအပ်တဲ့ skills တွေပါတက်မြောက်သွားအောင်သင်ကြားပေးနိုင်ပါတယ်။ Digital ပညာရေးမှာကြုံတွေ့ရတဲ့အဓိကအခက်အခဲ၃ခုလည်းရှိပါသေးတယ်။တစ် internet line မတည်ငြိမ်ခြင်းကြီးလက်ဒေတာတွေမှာ line ကြတာ line မကောင်းတာတွေအဖြစ်များပါတယ်။နှစ်ဖုန်းတော့ကွန်ပျူတာဝယ်ယူဖို့စရိတ်စခများတာနဲ့သုံး digital device အသုံးပြုပုံနည်းလမ်းတွေကိုတက်ကြည့်ရွယ်အောင်များနဲ့အခြေခံလူသားများသိရှိနားလည်မှုအားနည်းခြင်းတို့ပဲဖြစ်ပါတယ်။အနာဂတ်ပညာရေးဟာ hybrid learning ပုံစံဖြစ်လာနိုင်ပြီးတော့ရိုးရာဆရာမတွေကနီးပညာကိုအထောက်အကူပြုကရိယာအဖြစ်အသုံးပြုပြီးတော့လူမှုဆက်ဆံရေးကိုလည်းတိုးတက်လာနိုင်ပါတယ်။ Digital ပညာရေးဟာမြမပညာရေးကိုပိုမိုတန်တူညီမျှရှိကိုလမ်းဖွင့်ပေးနေပါတယ်။ပင်ရောဘယ် online သင်ခန်းစာတွေကိုဘယ်လိုသင်ယူနေပါလဲ။သင်ရဲ့အတွေ့အကြုံကို comment မှာမျှဝေပေးကြပါဦး။